ကျွန်တော်ရဲ့ IO ကွန်ပျူတာဖွင့် channel လေးကိုကြည့်ရှုအားပေးနေကြတဲ့တကယ်ချင်းအားလုံးမင်္ဂလာပါနော်ဒီသင်ခန်းစာလေးမှာတော့ကျွန်တော်တို့ software ရိုးရိုးထဲ software တွေထဲမှာကျွန်တော်တို့ဒီ Zoji1 keyboard ပေါ့နော်ကွန်ပျူတာမှာ Zoji1 နဲ့ keyboard ကဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်တော့မြန်မာစာမှန်ဖို့ပေါ့နော်ကွန်ပျူတာမှာမြန်မာစာမှန်ဖို့အတွက်ကိုဒီ Zoji1 နဲ့ keyboard ကိုအသုံးပြုရတယ်ပေါ့နော်ဟုတ်ကဲ့ပါနော်ဒါကကြတော့ရိုးရိုးထဲတဲ့ software ပေါ့နော်အဲ့တော့ဒီ software ကိုဘာမှ download ရမယ်ဆိုရင် Zoji1 နဲ့ keyboard ဘာမှ download ရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ video file လေးရဲ့အောက်မှာ link ပေးထားမယ်ပေါ့နော်အဲ့ link မှာသွားပြီးတော့ download မှာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် website ကိုပြတာပေးမယ်ပေါ့နော်ဒီ file လေးရဲ့ဒီ profile လေးရဲ့ဒီ profile လေးရဲ့အောက်မှာ link ရှိတယ်ပေါ့နော်အဲ့ link ဝင်လိုက်ရတာဆိုရင်ဒီကျွန်တော်ရဲ့ website ကိုရောက်သွားမယ်ပေါ့နော်အဲ့ website ထဲမှာသွားပြီးတော့ download မှာဖြစ်တယ်ပေါ့နော်Okay ဒီမှာနော် Zoji1 keyboard ဆိုတဲ့ဒီမှာ Zoji1 keyboard ဆိုတဲ့ဟာလေးကိုထောက်ပြီးတော့ဒါကြတော့ကျွန်တော်ဒီ direct link ကိုပဲပေးထားမှာဖြစ်တော့ဒီလိုနေရာမျိုး direct လောက်အောင်မယ်အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီမှာနှိပ်ပါဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့နောက်ပြီးဒီဘက်မှာ down ဆိုတဲ့ဟာလေးပေါ်လာရင် down လိုက်ရုံပဲပေါ့နော်ဒါကြတော့ Zoji1 keyboard ကျွန်တော်ကတော့ down လာပြီးသွားပြီပေါ့နော်down လာပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုရလာမလဲဆိုလို့ရှိရင်ဒီ profile လေးရဲ့မှာဒီမှာနော်ဒီမှာဒါလေးကဒီမှာ download ဆိုတဲ့နေရာလေးပေါ်လာရင်တစ်ချက်ထောက်လိုက်ရင်ဒီမှာတော့ download ပေါ်လာပြီးတော့နော်အဲ့ဒါလေးတစ်ချက်ထောက်လိုက်ရင်ရပြီပေါ့နော်ဒါကြတော့ဒီမှာဒီ Zoji1 keyboard ဆိုတဲ့ဟာလေးကျွန်တော်ကွန်ပျူတာမှာမြန်မာစာမှန်ဖို့ down ရမှာဖြစ်တယ်ပေါ့နော်ဒီ video ဒီ link လေးကိုကျွန်တော် video file လေးရဲ့အောက်မှာပေးထားမယ်ကိုယ်မှမရှိဘူးဆိုရင်တော့ down ကြပါပေါ့နော် okay အဲ့လိုထည့်သွင်းတဲ့နည်းကိုကျွန်တော်တို့ down ပြီးသွားပြီပေါ့နော်အဲ့မှာ down ပြီးသွားပြီထည့်သွင်းတဲ့နည်းကိုဘယ်လိုမျိုးထည့်သွင်းမဲဆိုတာကိုအသေးစိတ်ကြည့်ရမှာပေါ့နော်ကိုယ်မှမြန်မာစာမှန်ဖို့အဲ့တော့သူ့ဝင်းဝဖြီးလိုက်မယ်ဝင်းဝဖြီးလိုက်Okay ဒီမှာ Flora လေးရပါပြီပေါ့နော် Flora လေးရပြီအဲ့ Flora လေးနှစ်ချက်ထောက်ဖွင့်မယ်ပြီးွားရင်ကျွန်တော်တို့မှာဒီမှာအောက်ဆုံးမှာတွေ့လား fault ဆိုတဲ့ဟာလေးရှိရတွေ့လားနော်အဲ့ fault ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကနှစ်ချက်ထောက်လိုက် fault Zoji1 ဆိုတာလေးနှစ်ချက်ထောက်လိုက်ပြီးဟိုးပေါ်ဆုံးမှာတွေ့လား install ဆိုတဲ့ဟာလေးတွေ့လိမ့်မယ်ပေါ့နော်အဲ့ install လေးကိုတစ်ချက်ကလစ်လိုက်ဒါဆိုရင်တော့ဒါသူကရှိပြီးသားမို့လို့မရှိဒီလိုပေါ်လာမရှိရသေးရင်တော့ install လုပ်ဝင်ရတယ်ပေါ့နော်ကိုထက်တဲ့မယ်ပြောလိုက်ပါ yes ပဲပြီးလိုက်ရှိပြီးသားမို့လို့ပေါ်လာပေါ့နော်ဒါ okay ပြီးရင်တော့ထက်ရမယ့်နေရာမှာပေါ်တော့ဦးတလားပြီးရောအဲ့လိုမျိုးလေးပေါ်သွားရင်နော်အဲ့ဆိုကျွန်တော်တို့ကပိတ်လိုက်မယ်ဟုတ်ပါပြီဒါဆိုကျွန်တော်တို့က Zoji1 ဆိုတဲ့ဟာကိုကျွန်တော်တို့ထည့်ပြီးပါပြီ keyboard ကိုထည့်ဖို့ပဲလိုတော့တယ် keyboard ထည့်မယ်ဆိုရင်ဒီမှာ keyboard တော့ keyboard ကိုနှစ်ချက်ထောက်ဖွင့်လိုက်ဒီလိုမျိုးလေးပေါ်သွားတယ်ဒါရှိပြီးသားမို့လို့ပေါ့နော်မရှိရသေးဘူးဆိုရင်တော့ဒီလိုမပေါ်ဘူးပေါ့နော် repair ကိုပဲပေးလိုက်မယ် finish ကိုနှိပ်လိုက်ဒီလိုမျိုးပေါ်သွားတယ်မရှိရသေးဘူးဆိုရင်တော့ဒီလိုမျိုးပေါ်သွားလိမ့်မယ်ပေါ့နော်ဒါမရှိရသေးဘူးဒီတိုင်းပေါ်လိုက်ပေါ် keyboard ကတကယ်လို့ဒီနေရာမှာပေါ်လာရင် keyboard ပုံစံလေးပေါ်လာအဲ့ဒါလေးကိုထောက်ပြီးတော့အင်္ဂလိပ်ရွေးပြရတာပေါ့ဒါကြကျွန်တော်ဆက်ကကြတော့ဒီဟာထည့်တာများနေပြီဆိုတော့အဲ့လိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုကိစ္စမရှိပါဘူးကျွန်တော် keyboard ကနေပြီးတော့ shut ရဲ့ control ရဲ့ကိုတွဲနေလိုက်လို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်အဲ့လိုပြင်ရတယ်ပေါ့နော် shut နဲ့ control နဲ့ကိုshut နဲ့ control နဲ့ကိုကျွန်တော်တွဲနေလိုက်လို့ရှိရင်ဘာဖြစ်လဲဒီမှာလေ shut ရဲ့ control ရဲ့ဒီနှစ်ခုနော် shut နဲ့ control နဲ့ကိုတွဲနေလိုက်လို့ရှိရင်မြန်မာစာပေါက်ပြောင်းသွားတယ်ဟုတ်ပြီနော်အင်္ဂလိပ်စာပေါက်ပြန်နှိပ်လိုက်ရင်အင်္ဂလိပ်စာပေါက် shut နဲ့ control နဲ့ပြန်နှိပ်လိုက်ရင်အင်္ဂလိပ်စာဖြစ်သွားတာနော် shut နဲ့ control နဲ့ပြန်နှိပ်လိုက်ရင်မြန်မာစာဖြစ်သွားတာနော်ဟုတ်တယ်နော် keyboard ကပြောင်းသွားတာပေါ့နော်ဒါ keyboard ကပြောင်းသွားတာ shut နဲ့ control နဲ့နှိပ်လိုက်ဒီနှစ်ခု shut နဲ့ control တွဲနှိပ်ကြတာနော်တွဲနှိပ်လိုက်ရင်မြန်မာစာပြောင်းသွားတယ်တွဲနှိပ်လိုက်ရင်အင်္ဂလိပ်စာပြောင်းသွားတယ်နားလည်မယ်နော်ဒါလေးလည်းသိရမယ်နော် shut နဲ့ control နဲ့ကိုနှစ်ခုပြန်ပြီးနှိပ်တာပေါ့နော် keyboard ကနေပြီးတော့နော် okay ပါဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့နောက်ထပ်သင်ခန်းစာ